foreign Hello, also Mingalaba. study, right? This Now you are different Aku. different aku profession. cemado Cemado munago Munargo Tuane bade. Tuane bade Now matre me no. Nama cewek no. Okay, see you. Okay အခုတော့မူနာကိုသွားတဲ့လမ်းမှာမနက်စာစားဖို့အတွက်ဒီဆိုင်လေးမှာခဏနာခဲ့ပါတယ် As a breakfast of course is puri that's my favorite Oh wait What is this တောင်ပေါ်လမ်းဖြစ်တဲ့အတွက်တစ်ခါတလေလမ်းမမိလို့ Google Map အလုံးမလုပ်တဲ့အခါမှာအခုတို့လမ်းကို local race မှာမေးရပါတယ် Most of the local people are so sweet and so kind and they answer patiently whatever we asked. ဒါကြောင့်ပဲအကိုတို့ရဲ့ destination လေးကိုချောချောမွေ့မွေ့ရောက်ခဲ့ပါတယ်။ဒါကတော့အကိုတို့တည်ခဲ့တဲ့ hotel ဖြစ်ပါတယ်။အခန်းလေးတွေကတန်ရှင်းတက်ရက်ပြီးတော့ရှုခင်းလေးကလည်းအရန်လာတဲ့ရေကူးကန်လည်းပါတာကြောင့်အကိုတို့ခရီးပန်းတာတောင်ကြီးလည်းကူးခဲ့ပါသေးတယ်။တကယ်တော့မူနာကလက်ဖက်ဆိုင်ခင်းတွေနဲ့နာမည်ကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ Foreigner ဆိုတာထက် local tourist တွေနဲ့တင်ကိုပြည့်နေတဲ့နေရာတစ်ခုပါ။မြန်မာပြည်အနေနဲ့ဆိုရင်ချင်းတောင်တန်း၊ရှမ်းတောင်တန်းသွားနေရတယ်လို့ feeling မျိုးရမှာပါ။တစ်ခါတလေဆိုလို့ရှိရင်ပြုံးနေသွားတဲ့တောင်တက်လမ်းလေးနဲ့လည်းတူပါသေးတယ်။ Okay ဒီဗီဒီယိုလေးကတော့အကိုမူနာကိုသွားခဲ့တဲ့ experience လေးကိုတစ်ချက် sharing လုပ်ပေးထားတာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော် See you bye